ရှူတိတ်နေမောင်လေးစီကမီနီဘက်ကတော့တောင်းကြည့်ကြမယ်မီနီဘက်ကတော့တောင်းကြည့်မယ်ပေါ့နော်မောင်လေးမမကိုလေမီနီဘန်ကလေးဝယ်ပေးပါလားယင်ဘယ်လိုရလဲခုနကမှမီနီဘန်ကရောက်နေတယ်အဲ့ဒါတော့ရမနေနေနေဒါလေးယူလောက်မယ်ဟုတ်တယ်ကြလေသူနဲ့ပြင်ရမယ်ဒါလေးစမိုက်ခဲ့ပါဒါပါတော့လာမတော်မယ်ဘာလို့အဲ့ဒါတော့နည်းနည်းဝေးနေနော်ဒါစမိုက်ခဲ့ဟယ်လိုပါမယ်ဟာသွားမယ်ကျန်ရရှုတယ်ပေါ့နော်ဟုတ်တယ်ဟာဟိုမှာမီနီဘန်ကဆိုင်လေးပဲအိုးမီနီဘန်ကလည်းတန်းလိုက်တာဒီခုမရှိတော့တာပဲအိုးဝယ်ပါမယ်ကဲဒါလေးဝယ်မယ်နော်အန်တီဟုတ်ကဲခွက်ကြတော့ဖောက်ဖို့အတွက်ကဲဖောက်ဖို့ဒီမှာဒီငါနေကိုဝယ်ပြတော့ကဲဖောက်ဖို့အဲ့ရပါပါရှင်ကဲဖောက်ချင်မယ်အကြောင်းရလေးလင်းလန့်ရပဲဒီကိတ်ကတော့ဝိုင်းတော့ဖောက်မယ်ဒီမှာရွှေအောင်ပါပဲကိုရဲ့ဟာအမလေးမရောင်ရတော့ပါတယ်ဒီမှာခရမ်းရောင်အသားရောင်အပန်းရောင်ခရမ်းရောင်အမဲရောင်အထူးရောင်ပါတယ်ဒီမှာကဲဖောက်မယ်တမီးကကြတော့ဆေးပါရောင်လည်းပါလို့ပြောရပေါ့နော်ဆေးပါရောင်လေးခရမ်းရောင်လေးလိုချင်နေဆေးပါရောင်လေးခရမ်းရောင်လေးလိုချင်နေကိုရဲ့မောင်လေးကပါဒီမှာလေအပန်းလေးလိုချင်နေကဲခွက်ကြတော့ဖောက်ကြမယ်ကွာဟာချောင်းလည်းမသိဘူးကြည့်ပါဦးမဟုတ်ဘူးလားဘာဖြစ်လဲဒီမှာကျိုးလေးပါတယ်ကျိုးလေးကိုကြတော့မပြတော့ပါဘူးရုပ်ရသေးကဲဒါအရင်ဖောက်ကြည့်လိုက်မယ်ထွက်လာဆေးပါရောင်လေးအိုးဆေးပါရောင်လေးရောင်လေးတော်လိုက်တော့ဟိုဆေးပါရောင်လေးရောဒီမှာဘူးလေးကြည့်အောင်မမဆေးပါရောင်လေးဘူးလေးကြည့်အောင်မဘူးဆေးပါရောင်လေးရောမဟုတ်လားတော့ဘယ်ရောက်နေပြန်ဒီမှာတည်းနေဖွင့်တာဒီမှာအတုံးပါနော်ဟိုဒီမှာပဲမထုတ်တဲ့အောင်မလေးတို့ဒီမှာသူ့ရောက်တော့အတူရောက်သွားပြီသူ့ရောက်သွားပြီဒါပြီးလို့ရှိရင်သူကဟာဆေးပါရောင်လေးဟာဒီမှာပဲဘာဘူးလေးမသိဘူးပေါ့နော်ဘာဘူးလေးမသိဘူးဖချင်းနေမမအဲ့ဒါကြောင့်ကျိုးတယ်လေမမရဲ့တားသိဘူးလေဟုတ်လားအော်ဒါဆေးပါရောင်မမပါလားမသိဘူးနော်ဟုတ်တယ်မမအဲ့ဒါတားသိနေကျိုးလေမပလက်တင်နဲ့ကျိုးရှေးပဲတော့ပြလိုက်ပါလားတားလိုက်တော့ပလက်တင်နဲ့ကျိုးလေးရောတိတိကျကျပြလိုက်မယ်တိကျကျပြပေးမယ်နော်ဒီမှာချစ်စားပလက်တင်နဲ့ကျိုးလေးတင်းနေကျိုးလေးပေါ့နော်ကဲခွက်ကြတော့နာပါကျမတို့ရဲ့မီနီဘန်ကာလေးဖြစ်ပါတယ်နားပါချင်နော်ကဲလူရောကဲခွက်ကြမီနီဘန်ကာလေးနဲ့ကျမတို့300ဖြစ်ပါတယ်ရှင်မရှမ်းအေးရပေါ့နော်ဟာအေးညာပဲမိုက်ကြတော့တရားတိတောင်းရပါတယ်မိုက်ကြကဲခွက်ပါပါ